ဘဝကိုခွဲမျက်နှာရတဲ့ရင်နဲ့တဲ့တရွာသူတစ်မျိုးသူဖြစ်တော့လေမြင်ရင်တွေ့ရင်ကြည်ရင်ပေမဲ့အညာမရှိတဲ့ဆွေမျိုးညာတိမောက်မိပါတွေပဲဒါကြောင့်လေလေယူနောက်လို့ຫນွေဦးပေါက်ရင်အရောက်သွားကြမယ်တမာတွေပွင့်တဲ့အညာကိုဖြင့်ဆွေပြမျိုးပြမောင်တို့နှစ်ယောက်ထဲမိဘဝကိုခွဲမျက်နှာရတဲ့ရင်နဲ့အသေးတရွာသူတစ်မျိုးသူဖြစ်လို့လေမြင်ချင်းတွေ့ချင်းကြည်ချင်းပါတယ်အညာမရှိရဲ့ဆွေမျိုးညာတိမောင်မိပါတွေပဲဒါကြောင့်လေလေယူနှောက်လို့ຫນွေဦးပေါက်ရဲ့အရောက်သွားကြမယ်တမာတွေပွင့်တဲ့အညာကိုဖြစ်ဆွေပြမျိုးပြမေတို့နှစ်ယောက်ထဲချိုပြုံးမျက်နှာရွှင်ကြီးအမေချွေးမှတွေ့ရပြီတွေ့ကြပြီ